မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဆွေးနွေးဖို့ကြောင်းရကတော့တော်တော်လေးရေးကြီးတဲ့အလဲအပြောင်းဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါယူကရိန်းပြည်ပခါနဲ့ပတ်သက်ပြီးတော့ပေါ့ ဟုတ်ကဲ့မင်္ဂလာပါ အဲ့ဒါကတော့အမေရိကန်လို့ Tomahawk Cruise ဒွန်းကြီးတွေအဲ့ဒါတွေကိုယူကရိန်းကိုပေးဖို့ပင်တဂန်ကမူအားဖြင့်သဘောတူလိုက်ပြီးဆိုတဲ့သတင်းတွေထွက်လာတာပဲဖြစ်ပါတယ် ဟုတ်ပါတယ်ဒီသတင်းကအတော်လေးအချိန်ကိုက်ထပ်လာတာလို့ပြောရမယ်ဘာလို့လဲဆိုတော့အရင်တစ်ပတ်ကပဲအမေရိကန်ကယူရှားရဲ့ရေနံကုမ္ပဏီကြီးနှစ်ခု Rosneft နဲ့ Gazprom မော်လီအဲ့ဒါတွေကိုပိတ်ဆို့မှုအသစ်တွေချလိုက်တယ်လေ အဲ့ဒီပိတ်ဆို့မှုတွေရဲ့နောက်ွယ်ကရွေချက်ကိုလည်းသုံးသပ်နေကြတာရှိတယ်နော် ဟုတ်တယ်အဓိကကတော့ယူရှားကမ္ဘာပူတင်ကိုငင်းချမ်းရေးဆွေးနွေးပွဲတွေပဲပြန်ရောက်လာဖို့ဖိအားပေးခြင်းတဲ့သဘောလိုမြင်ကြတာပေါ့ ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာကပင်တဂန်ကတော့မီးစိမ့်ပြပြီးဆိုပေမဲ့နောက်ဆုံးအတီးဖြူချက်ကတော့သမရထရန့်လက်ထဲမှာပဲရှိနေတော့ပဲအိမ်ဖြူတော်ကအဲ့ဒီလိုအတီးဖြူထားတယ် မှန်ပါတယ်ဆုံးဖြတ်ချက်ကသမရစီမှာပဲရှိသေးတာ အဲ့ဒီတော့အဓိကမေးစရာဖြစ်လာတာကဒီတိုမဟော့လို့အစ်စ်မြင်လက်လက်တီပေးလိုက်တာကတော့ပဋိပက္ခကိုအဆုံးသတ်ခြင်းနဲ့ဆိုတဲ့ရည်မှန်းချက်အထူးသဖြင့်သမရထရန့်ပြောနေတဲ့ရည်မှန်းချက်ကိုတကယ်အထောက်အကူပြုမှာလားဒါမှမဟုတ်ပို့ရှုပ်သွားစေမလားပေါ့ ဟုတ်ကဲ့အဲ့ဒါအရေးကြီးတဲ့မေးခွန်းမှာ ဒီနေ့ကျွန်တော်တို့ကတော့ဒီတိုမဟော့ဒုံးကြီးတွေသူတို့ရဲ့ဖြစ်နိုင်ခြေတဲရောက်မှုတွေနောက်ွယ်ကနိုင်ငံရေးအခြေအနေတွေအကြောင်းပြောထားတဲ့တရင်ရမြစ်တွေတုံးသက်ချက်တွေကိုအခြေခံပြီးတော့နည်းနည်းအသေးစိတ်ဆွေးနွေးကြည့်ကြပါဦး ကောင်းပါပြီဒါဆိုရင်အဲ့ဒီတိုမာဟုတ်ဆိုတာဘာလဲဆိုတာလေးအရင်စကြည့်အောင်လား ဟုတ်ကဲ့ပြပေးပါဦး သူက cruise ဒုံးကြီးအမျိုးအစားပါဆိုလိုတာကလေယာဉ်ပြန်လွန်မျိုးပေါ့သူ့မှာ engine ပါတယ်လမ်းညွှန်စနစ်ပါတယ်ပင်မစီလိုအနှိမ့်ပြန်သွားတဲ့ဒုံးကြီးမျိုးလေ ။အော်ဟုတ်ကဲ့သူ့ကိုစထုတ်တာ General Dynamics က1970ကျော်လောက်ကဆိုတော့အတော်တော့ကြာပြီနော်1991ပင်လက်ခွေးစစ်ပွဲမှာစဆုံးတယ်ဆိုတော့ ဟုတ်ကြားပြီဆိုပေမဲ့လေခေတ်အဆက်ဆက်အစင်းမြင့်တင်မှုတွေအများကြီးလှုပ်ထားတာအခုထိအရန်အစွမ်းထက်နေတော့လက်နက်တစ်ခုပါလက်ရှိချုံနေတာကတော့ Raytheon ကုမ္ပဏီပါ သူ့ရဲ့အဓိကအားသာချက်ကဘာဖြစ်မလဲ အဓိကအားသာချက်တစ်ခုကတော့ဒါဝေးပစ်နိုင်တာပဲပုံမှန်အမျိုးအစားတွေတောင်မှကီလိုမီတာ1600လောက်အထိပစ်နိုင်တယ် 1600ကီလိုမီတာတော်တော်ဝေးတာပဲ ဟုတ်တယ်မိုင်ထောင်နီးပါးရှိရကောမြို့တော်တစ်ခုကနေနောက်ထပ်အဝေးကြီးကမြို့တစ်မြို့ကလမ်းပစ်နိုင်တဲ့အကွာဝေးမြို့ အဲ့ဒီလောက်ဝေးရင်တော့ယူကရိန်းတော့တော်တော်အသုံးဝင်မှာပဲယူရှားတွေကပင်မတ်တွေကိုကောင်းကောင်းချိန်နိုင်ပြီပေါ့သူ့ရဲ့နောက်တစ်ခုကမြေပြင်နဲ့ကပ်ပြီးအနေပြန်တယ်ဆိုတာကောအဲ့ဒါဘယ်လိုအကျိုးရှိလဲ အဲ့ဒါကသူ့ရဲ့အဓိကချက်တွေကတစ်ခုလေအနှိမ့်ပြန်တော့ရန်တူးရဲ့လေချောင်းကာကွယ်ရေးရေးတာတွေကသူ့ကိုမိဖို့သိမ့်မလွယ်ဘူး ။အော်ရေဒါမှာဖမ်းဖို့ခါသွားတာကို ဟုတ်တယ်အထူးသဖြင့်တောင်ကုန်းတွေမြေပြင်အနှိမ့်မင်းတွေကို꿰ပြီးပြန်တဲ့အခါပိုဆိုးတာပေါ့ပြီးတော့သူကအတန်ထက်နေတဲ့အချိန်နဲ့ပြန်တနာရီ880ကီလိုမီတာလောက်ပဲ အတန်ထက်နေတာကတော့အာတာချက်လား အဲ့ဒါကလောင်စာစီပိုတက်တာစေတယ်လေပိုဝေးပြန်နိုင်တာပေါ့ပြီးတော့ညီအောက်ရောင်ကြီးနဲ့ထောက်လက်နဲ့စနစ်တချို့အတွက်လည်းရှာရနည်းနည်းပိုခက်စင်နိုင်တယ် ။ပင်မတ်ကိုတိတိကျကျထီအောင်ရောဘယ်လိုထိန်းချုပ်လဲ GPS တို့ Dear Quang တို့ DSMAC တို့ပါတယ်ဆိုတာတွေ့တယ်။အဲ့ဒါတွေကဘယ်လိုအလုပ်လုပ်တာလဲခင်ဗျာ ဟုတ်ကဲ့လက်မလမ်းကြောင်းမပြောက်အောင်လို့ GPS သုံးတာပေါ့ကဘာလုံးဆိုင်ရာနေရာပြကြိုတူစနစ်လေကျမတို့ဖုန်းတွေကမြေပုံလိုပဲဒါပေမဲ့စစ်ပတ်သုံးဆိုတော့ပူတိကျပူစိတ်ချရတာပေါ့ ။ဟုတ်ကဲ့ နော် Dear Quam ဆိုတာကျတော့ဘယ်လိုပြောမလဲ तू ပြန်မဲ့လမ်းကြောင်းတောက်ချောက်ကမြေမျက်နှာတွေ့မြင်ပုံစံတွေကို तू ကွန်ပျူတာတွေကမှတ်ထားရဲ့ data နဲ့တိုက်ကြည့်ပြီးလမ်းကြောင်းချိန်ထွားတာ ။အော်မြင်နေသားနဲ့တိုက်ချင်တာပေါ့ ဟုတ်ပါတယ်ပြစ်မှတ်နာပိုကတ်လာရင် DMX ဆိုတာကအလုပ်လုပ်ပြီး Digital Scene Matching Area Correlation ပေါ့အဲ့ဒါကပြစ်မှတ်နာကအဆောက်အုံတို့မြေပြင်အမှတ်အသားတွေကိုကျိုးမှတ်ထားတဲ့ပုံရိပ်နဲ့တိုက်စစ်ပြီးမီတာအနည်းငယ်20အတိအကျချအောင်နောက်ဆုံးပဲထိန်ပေးတာ ။စနေတုံးခုပေါင်းထားတော့တော်တော်တိကျမှာပဲ ဟုတ်ပါတယ်အလွန်တိကျတဲ့လက်နက်ပါ ။ဒီလောက်ကောင်းလို့ဈေးကလည်းတိတ်မသေးဘူး။တစ်စင်းကိုဒေါ်လာတစ်တန်း3တန်းလောက်ဆိုတော့ဟိုသူ့ရဲ့အစိတ်ပိုင်းတွေလဲလို့ရတယ်ဆိုတာကတော့ဘယ်လိုလဲ modularity ဆိုတာ ဟုတ်ကုန်ကျစရိတ်တော့များတာပေါ့ဒါပေမဲ့သူ့စွမ်းရည်နဲ့ပြန်တွဲရင်တော့တန်တယ်လို့ယူဆကြတာပေါ့လေ modularity ဆိုတာကတော့လိုအပ်တယ်လို့အစိတ်ပိုင်းတွေလဲနိုင်တာဥပမာထိပ်ဖူးပေါ့ပောက်ခွဲအားပေးတာခံတက်ဖောက်နိုင်တာဒါမှမဟုတ်ပြစ်မှတ်တေးသေးတွေအများကြီးကိုတကင်နဲ့တိုက်မဲ့ cluster ထိပ်ဖူးစသဖြင့်လဲလို့ရတယ် ။အော်လိုသလိုပြောင်းလို့ရတာကို ဟုတ်ပါတယ်လမ်းညွှန်စနစ်တို့အကွာဝေးတို့လည်းလိုတလိုပြင်လို့ရတော့မတူတဲ့ဆက်စင်းရေးမှာပိုအတွင်းဝင်တာပေါ့ ကောင်းပါပြီ။ဒါကတော့တူမဟော့ရဲ့နီးပညာပိုင်းပေါ့။အခုယူကရိန်းဘက်ကအမြင်ကိုပြန်ကြည့်အောင်။ယူကရိန်းကဘာလို့ဒီဒုံးချီတွေကိုဒီလိုလိုချင်နေရတာလဲ။သူတို့စီမှာ
stop share တို့ sec တို့ရှိနေတာပဲမို့လား ဟုတ်ပါတယ်သူတို့စီမှာအနောက်နိုင်ငံတွေပေးထားတဲ့ Storm Shadow တို့ Silk တို့ရှိနေပြီးသားပါလီယန်ကပစ်ကြတဲ့ cruise တုံးကြီးတွေပေါ့ဒါပေမဲ့ Tomahawk ကအဲ့ဓာတွေထက်တိတိကျကျပိုတာတဲ့ချက်တွေရှိတယ်လီ ဘာဒီလဲခင်ဗျာ အဓိကကတော့ပစ်နိုင်တဲ့အကွာအဝေးပဲ Storm Shadow တို့ Silk တို့ကကီလိုမီတာ900ကျော်လောက်ဆိုပေမဲ့ Tomahawk က1600ဟာအကွာဝေးက30လောက်กว่าတာပေါ့ ဟုတ်တယ်အများကြီးပိုဝေးတယ်အဲ့တော့ Ukraine ကသူတို့ရဲ့လေကြောင်းအန်ကာကွယ်ရေးအကာအကွယ်ရှိတဲ့နောက်တန်းလုံခြုံတဲ့နေရာတွေကနေပြီးတော့ Yusha ပိုင်တဲ့ထက်ကမဟာဗျူဟာပစ်မှတ်တွေကိုလှမ်းပစ်လို့ရမှာ ဘလို့ပြစ်မှတ်မျိုးတွေကိုအဓိကထားနိုင်မလဲ အများကြီးပဲဥမာ Yusha စစ်အခြေဆိုင်စခန်းကြီးတွေလေတပ်စခန်းတွေရေတပ်စခန်းတွေအထူးသဖြင့်ပင်လယ်နဲ့ထက်ကဟာတယ်ပေါ့ပြီးတော့လက်နက်တော်လောင်တဲ့ဂိုဒေါင်တွေထောက်ပံ့ရေးလမ်းကြောင်းအချက်ချကြတဲ့နေရာတွေကွက်ကဲရေးစခန်းတွေဆက်သွယ်ရေးစခန်းတွေပေါ့အရေးကြီးတဲ့နေရာတွေကြီးပဲ ဟုတ်တယ်နောက်ဆုံး Yusha ရဲ့လေကြောင်းရန်ကာကွယ်ရေးစခန်းတွေကိုတောင်ပြန်ပစ်နိုင်လာမှာဒီလိုပစ်မှတ်တွေကိုထိအောင်ပစ်နိုင်ရင် Yusha ရဲ့စစ်စင်ရေးရန်တရားတစ်ခုလုံးကိုတော်တော်လေးဒုက္ခပေးနိုင်တယ်လေအားနေတော့ဆင်နိုင်တယ် ဟုတ်ကဲ့စစ်ရေးလေးလာရေးအဖွဲ့ ISW ကလည်းပြောထားတာရှိတယ်နော်ယူရှာစစ်ရေးပစ်မှတ်ရာပေါင်းများစွာကတိုးမာဟော်လေးပစ်ကွင်းထဲရောက်နေပြီဆိုပြီးတော့ ဟုတ်ပါတယ် ISW ရဲ့ခန့်မှန်းချက်ကအရေးကြီးလဲအဲ့ဒီရာပေါင်းများစွာဆိုတာက Yusha ရဲ့တပ်တီစုတဲ့နေရာလက်နက်တိုက်စစ်ပတ်အစောအုံတွေအစုံပါနိုင်တာပေါ့ အဲ့ဒီလောက်များနဲ့ပစ်မှတ်တွေကိုရွေးပစ်နိုင်ရင်နော်ယူရှာအတော်တော်အထိနာနိုင်တယ် တပ်ပိုင်ရောကြော့သွားနိုင်တယ်ပြီးတော့ Yusha ကသူတို့ရဲ့အရေးကြီးပစ္စည်းတွေကိုတိုးမောင်းဟော့မီမမာတဲ့ပိုဝဲတဲ့နောက်ကိုရွှေ့ရတာတွေလုပ်လာနိုင်တယ်အဲ့ဒါကသူတို့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုပိုရှေ့ပိုအားနည်းစီတာပေါ့ ပိုလန်နိုင်မေယီဝန်ကြီးစီကော့စကီရဲ့မချက်ကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ယူရှာကနေမြေရိုက်ကျဲတော့လေကြောင်းကာကွယ်ရေးတဲ့အကုန်မလွမ်းနိုင်ဘူးအဲ့တော့တိုမာဟော့ကတကယ်ချင်းချုံမှုဖြစ်နိုင်တယ်ဆိုပြီးတော့ အဲ့ဒါမှန်တဲ့ချက်ပဲ Yusha ကကမ္ဘာအကြီးဆုံးနိုင်ငံလေနယ်နစ်မိုက်ကအကျယ်ကြီးပဲဒီလောက်ကျယ်တာကိုလေကြောင်းကာကွယ်ရေးစနစ်တွေနဲ့အပြည့်ကာကွယ်ဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပဲ ဟုတ်မှာပဲ အထူးသဖြင့်တိုမာဟော့လိုမြေပြင်နာကတ်ပြန်ပြီးဖိုင်ရခတ်တဲ့ဒုံးကြီးမျိုးအကလဆိုလုံးဝကွက်လက်တွေရှိမှာပဲအဲ့ဒီအားနဲ့ချက်ကို Ukraine ကကောင်းကောင်းအသုံးချနိုင်ရင် Yusha တကယ်ခေါင်းခဲရမှာ ကောင်းပြီဗျဒါတွေကတော့တိုမာဟော့ရဲ့အစွမ်းနဲ့ယူကရိန်းရဲ့လိုအပ်ချက်ဖြစ်နိုင်တဲ့စစ်ရေးတက်ရောက်မှုတွေပေါ့အခုရှုထွေးတဲ့နိုင်ငံရေးဘက်ကိုနည်းနည်းလက်ကြည့်အောင်ဇီလန်စကီကဒီတုံးကြီးတွေရရင်စစ်ပွဲကိုအဆုံးသတ်နိုင်ပြီးနိထိတန်ပြီးတော့တောင်ပြောနေတယ်ဆိုပြီးသတင်းတွေထွက်သူကဘာကြောင့်ဒီလောက်ယုံကြည်နေရတာလဲ တမဇီလန်စကီနဲ့ကတော့ဒါကစစ်ရေးအရာအသာစီးရဖို့တခုတည်းမဟုတ်ဘူးလို့မြင်ပုံရတယ်နိုင်ငံရေးအဖီအားပိတ်နိုင်မဲ့လက်နက်တစ်ခုလို့ယူဆထားပုံပဲ ဆိုလိုတာက ဒီတိုမဟော့တွေရှိပြီး Yusha အထက်ထိပြန်ပစ်နိုင်ပြီဆိုတဲ့အတိကတမရပူတင်ကိုစစ်စစ်တိုက်နေရင်အကျိုးဆက်ကပိုကြီးလာနိုင်တယ်ဆိုတာလက်ခံလောင်တွန်းအားပေးနိုင်မယ်လို့မျှော်လင့်တာပေါ့ ဆွေးနွေးပွဲစားပွဲပေါ်ပြန်လောင်ဖျားပေးတဲ့ဘောပေါ့ ဟုတ်တယ်အရှော့ပေးပြီးပြန်လာအောင် fear ပဲ leverage တစ်ခုလို့သုံးချင်တာဖြစ်နိုင်တယ် ဟုတ်လား တိတ်တော့မလွဲတော့ဘူးချင်တယ်ရှင့်ဘာလို့လဲဆိုတော့ဒီဆုံးဖြတ်ချက်မှာစွန့်စားရမယ့်အန်ဒီယာတွေလည်းရှိနေတယ်လေ ဘလို့အန်ဒီယာမျိုးတွေလဲ တစ်ဖက်မှာတော့ဟုတ်ပြီဒါပေးလိုက်ရင်စစ်ပွဲမြန်မြန်ပြီးသွားနိုင်တယ်ဆိုတော့ပြောလင့်ချက်ရှိတာပေါ့ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့ဒီလိုတာဝေးဖြစ်လက်နဲ့မျိုး Ukraine ကိုပေးလိုက်တာကို Yusha ကသူတို့ရဲ့ red line ကြော်တယ်လို့ယူဆပြီးပဋိပက္ခကိုပို့အရှိမြင်လိုက်မှဆိုရတာမျိုးပေါ့ အရှင်ဖြစ်မှုအန်ဒီယာ ဟုတ်တယ်အဆိုးဆုံးက nuclear လက်နက်သုံးပြီးမှအရှင်းတီရောက်သွားမှာကိုစိုးရင်တာမျိုးတွေရှိနေတာပေါ့ ဟုတ်တယ်ပူတင်ဘကတုံပြန်မှုအတန်းလေးကြားနေရတယ်လေသမ္မတထရန့်ကိုဖီအားမပေးဖို့တတိပေးတယ်ဆိုတာမျိုးပြီးတော့သူတို့နဲ့တွေ့ဖို့စီစဉ်တယ်လေပြတ်သွားတယ်ဆိုလား ဟုတ်ပါတယ်အဲ့ဒါတွေကအခြေအနေဘလောက်တင်းမာလဲဘလောက်မတည်ငြိမ်လဲဆိုတာပြနေတာပဲပူတင်ရဲ့တတိပေးချက်ကအမေရိကန်လောက်ရက်တွေအထူးသဖြင့်ဒီလိုလက်နက်ပေးနိုင်ချေတဲ့ဟာသူ့အတွက်လက်မခံနိုင်ဘူးလိုရင်ပြင်းပြင်းထန်ထန်တုံးပြန်မယ်ဆိုတဲ့သဘောကိုပြတာဖြစ်နိုင်တယ် တွေ့ဆုံပေးပြတ်တာကတော့ အဲ့ဒါကလည်းနှစ်ဖက်ကြားတန်တမန်ဆက်ဆံရဲ့အခြေအနေမကောင်းဘူးယုံကြည်မှုအရန်နည်းနေတယ်ဆိုတာပြတာပေါ့ဒီလိုအနေထားမှာတိုမဟော့လိုဟာမျိုးပေးလိုက်ရင်အခြေအနေပိုဆိုးသွားမလားဆိုတာစဉ်းစားရတာပေါ့ ဒါဆိုရင်အစကမေခွန်းကိုပြန်သွားကြည့်အောင်ဒီတိုမာဟော့ပေးတာကပဋိပက္ခအဆုံးသတ်ရေးရီမန်းချက်ကိုတကယ်အထောက်ကိုပြုမလားဒါမှမဟုတ်ပိုဆိုးတဲ့ဘက်ကိုတွန်းပို့တယ်လို့ဖြစ်သွားမလားအရင်မြစ်ဒီပြောထားတာတွေကဘယ်လိုတုံ့တက်နိုင်မလဲခင်ဗျ အရင်မြစ်တွေထဲမှာတော့နှစ်ဖက်စလုံးချစ်နိုင်ချေရှိတယ်ဆိုတာကိုပဲညွန်ပြနေလာပါပဲ
တစ်ဖက်မှာတော့ယူကရိန်းစစ်ရေးအရာအများကြီးအားကောင်းလာရင်ယူရှားကိုအကြက်ရိုက်ဆေးပြီးစစ်ဆက်ရေးဘတ်ပြန်လှည့်လာအောင်တွန်းလှန်တယ်ဆိုတဲ့အကောင်းမြင်ရှုထောင့်ပေါ့ဇီလန်စကီတို့ထရမ့်တို့မျိုးလင့်ချက်ကဒီအပေါ်မှာအခြေခံပုံရတယ် ဟုတ်ကဲ့ ဒါပေမဲ့နောက်တစ်ဖက်မှာကျတော့ယူရှားကဒီလိုလက်နက်တွေလာတာကိုသူတို့အချို့အခြားအာဏာနဲ့လုံခြုံရေးကိုတိုက်ရိုက်ချင်းချောက်တယ်မြင်ပြီးသူတို့လုံနိုင်တဲ့နီလန်းနေနဲ့တုံ့ပြန်လာနိုင်တယ်ဆိုတဲ့အန္တရာယ်ရှိနေတယ်လေအဲ့ဒီခါကျပရိဖခကပိုကျဲလာတာအရှိန်ပိုမြင့်လာတာမျိုးဖြစ်နိုင်တာပေါ့ ဆိုတော့သမရထရမ့်အတွက်တော်တော်ခေါင်းစားရမယ်ဆုံးဖြတ်ချက်ဖြစ်နေမှာပဲစစ်ပွဲမြင်မြန်အဆုံးသတ်ချင်တာနဲ့ပရိပခကိုအချီအကျအရှိန်မြင့်မြင့်နိုင်ကျကြားကကိစ္စဖြစ်နေလာပေါ့ အတိအကျပါပဲဒါကကြားကိုကြော့ကွင်းနဲ့ဖမ်းသလိုပဲအောင်မြင်ရင်တော့အထိန်နိုင်တာပေါ့မအောင်မြင်လို့ကြော့ကွင်းလွတ်သွားရင်ကိုယ့်ပြန်အန်တရပေးနိုင်လေဒီဆုံးဖြတ်ချက်ရဲ့အကျိုးဆက်တွေကယူကရိန်းတစ်ခုတည်းမဟုတ်ဘူးဒေသတွင်းရောကမ္ဘာနိုင်ငံရေးအခင်းအကျင်းတစ်ခုလုံးပေါ်မှာပါတက်ရောက်မှုရှိလာနိုင်တယ် ကောင်းပါပဲဒါဆိုဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးအနစ်ချုပ်ရရင်တော့ပင်တကွန်ကတိုမာဟော့ကိုယူကရိန်းကိုပေးဖို့မူအားဖြင့်သဘောတူတယ်ဆိုတဲ့သတင်းကစပြီးတော့ ဟုတ်ကဲ့ တိုမာဟော့ရဲ့စွမ်းဒီတာဝေးပတာတိကြတာရေးထားဆောင်နိုင်တာတွေ သူ့ရဲ့စွမ်းဆောင်ရည်တွေပေါ့ ပြီးတော့ယူကရိန်းကဘာကြောင့်ဒါကိုလိုအပ်နေလဲသူတို့ရဲ့မဟာဗျူဟာကြီးကဘလောက်အရေးပါလဲဆိုတာဒီ ဟုတ်ပါတယ် နောက်ဆုံးမှာတော့သမ္မတထရန့်ရဲ့အဆုံးဖြတ်စစ်ပွဲအဆုံးသတ်ခြင်းနဲ့သူရည်မှန်းချက်ဒါပေမဲ့တစ်ဖက်မှာလည်းရှိနေတဲ့အရှိန်မြင့်နိုင်ခြေအန္တရာယ်တွေယူရှာရဲ့တုံ့ပြန်မှုဖြစ်နိုင်ခြေတဲ့အကြောင်းကိုကျွန်တော်တို့ဆွေးနွေးခဲ့ကြပါတယ် ဟုတ်ပါပဲအဓိကမှတ်သားစရာကတော့မသေးချာမရေးရတာတဲ့အများကြီးရှုနေအောင်ဆိုတာပါပဲအရင်မြစ်တွေမှာလည်းမိကွန်းထုတ်ထားတယ်လို့ပဲဒီတိုမာဟော့တွေကဒီကေပတိပခလာရာကိုဘယ်လိုပြောင်းပလဲစစ်ပွဲအဆုံးသတ်ရေးရည်မှန်းချက်ကိုကူညီမလားဒါမှမဟုတ်ပြောင်းပြန်ဖြစ်စေမလားဆိုတာဘယ်သူမှအတိအကျမပြောနိုင်တယ်လို့ပေါ့ ဟုတ်ကဲ့ အဲ့ဒါကတော့ရှစ်ဆက်ပြီးချမဲ့ဆုံးဖြတ်ချက်တွေဖြစ်လာမဲ့တုံ့ပြန်မှုတွေအပေါ်မှာပဲမူတည်နေပါလိမ့်မယ် နောက်ဆုံးအနေနဲ့နားထောင်သူတွေအတွက်စဉ်းစားစရာလေးခြံခဲ့ချင်တာကတော့ဒီတိုမာဟော့လိုအစစ်မြင့်ပြီးရုရှားထဲထိနက်နက်ရှိုင်းရှိုင်းပြစ်နိုင်တဲ့လက်နက်တွေရဲ့ဖြစ်နိုင်ခြေပေါ့နော်တကယ်မပြစ်တဲ့ရင်တောင်သူ့ရဲ့ရှိနေနိုင်ချက်တသက်ကစစ်မီပြင်းအခြေအနေနဲ့တန်တမန်ရဲ့အတွက်ချက်မှုတွေကိုဘလို့ပြောင်းလဲစေနိုင်မလဲ စိတ်ဝင်စားဖို့ကောင်းတယ်မိကုန်းပါ ဟုတ်တယ်စိတ်ဆက်ဖို့ဖိအားပေးဆိုတဲ့ချက်ချင်းရည်မှန်းချက်ထက်ကြော်လွန်ပြီးကြည့်ရင်ဒီတုံးကြီးတွေတကယ်မတုံးရင်တောင်သူတို့ရှိနေပြီဆိုတဲ့အတီတက်တက်ကမာပြာချင်းဝင်ရှားကိုဘလို့ရွှေ့မလဲဒါမှမဟုတ်တကယ်တုံးဖြစ်ခင်ကိုအခုကျွန်တော်တို့ထင်မတွက်မိသေးတယ်ဘယ်လိုမျိုးလင်းဝင်တဲ့နောက်ဆက်တွဲတွေကွင်းဆက်တုံ့ပြောင်းမှုတွေဒါမှမဟုတ်မဟာဗျူဟာအပြောင်းလဲကြီးတွေပေါ်လာနိုင်မလဲဆိုတာကတော့ရှေ့ဆက်စောင့်ကြည့်ရမယ်အရေးကြီးတဲ့အချက်တစ်ချက်ထည့်မလို့ထင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အသေးချာစောင့်ကြည့်ရမှာပါ